ဒါလေးကတော့ဂျပန်မှာပွဲယူမယ်ညီမလေးအတွက်ချုပ်ပြီးထားတဲ့ဝတ်စုံလေးပါရှင်ဂျပန်ကိုပို့ပေးရမှာပေါ့နော်ဝတ်စုံလေးကအပြင်မှာအယောင်လေးကဒီထက်ပိုပြီးတော့ညှို့ညို့လေးနဲ့ပိုလာပါတယ်ပိုးသားပြောင်ပုံဝါလေးပါတွဲပြီးချုပ်ထားပေးရပေါ့နော်ခလိုင်းရဲ့ညီမလေးအကြိုက်ဒီဇိုင်းကိုဦးစားပေးပြီးတော့မှချုပ်ထားပေးတယ်စီကွင်းဒီဇိုင်းကိုတော့ရှင်းရှင်းတန်တန်လေးထိုးထားပေးရပေါ့နော်ချိတ်မှာပါတဲ့အယောင်လေးတွေကိုတီချဆက်ပြီးတော့မှထိုးထားပေးတာပါပိုးသားကလုံးဝပျော့ပျော့အီအီလေးနဲ့အရန်လာနေမှာဝယ်လိုက်လို့ရှိရင်လေအတွင်းပြင်နလွားအချောချုပ်ထားပေးတဲ့နိုဘရာအင်ကြီးလေးပါလုံးဝကော်ချောင်းနေမတုံးထားပါဘူးဝိတက်ခါတထောင်တတဖြစ်အောင်လို့အထဲမှာကော်ပီတီပဲအလွားလွားကတ်ထားပေးပါတယ်ဒါလေးကပိုးသားကအရင်ပြော့နေတာဖြစ်တဲ့အတွက်ဒီထဲမှာလိုင်းလေးတွေပါသလိုဖြစ်နေပေမဲ့လူမဝက်လိုက်တဲ့အခါတင်းပြီးတော့မှလိုင်းလေးတွေကပျောက်သွားမှာပါဒါကတော့သူ့ရဲ့အပြင်ကကာလာအမှန်လေးပေါ့နော်အယောင်လေးကဒီလိုရှူအယောင်ဘက်ကိုညှို့ညို့လေးတန်းသွားတယ်အရင်လာတဲ့ဝတ်ဆောင်လေးပါတန်တန်လေးနဲ့